သူအလုတ်ကိုမလာဘူးဘာကြောင့်လဲဆိုတော့သူနေမကောင်းလို့သူအလုတ်ကိုမလာဘူးဘာကြောင့်လဲဆိုတော့သူနေမကောင်းလို့ဆိုတော့သူအလုတ်ကိုမလာဘူးဆိုတော့เขาไม่มาทำงานသူဆိုတာကเขาเนาะဆိုတော့ရေးကြည့်ရအောင်သူအလုတ်ကိုမလာဘူးဒီတလို့ချင်းစီဆိုရင်သူကနည်းနည်းအရှင်းတော့လေဟိုဖြစ်တယ်เนาะဘာသာပြန်တာနည်းနည်းခက်တယ်ဒါချက်တကြောင်းချင်းစီပြန်မယ်ဆိုရင်ဒီတတွဲလို့ပြန်မယ်ဆိုရင်သူကလွယ်တယ်เนาะဆိုတော့သူကเขาအလုတ်ကိုမလာဘူးဆိုတော့เขาဟုတ်ပြီเนาะသူကเขาအလုတ်ကိုမလာဘူးဆိုတော့ไม่มาทำงานသူအလုပ်ကိုမလာဘူးဘာကြောင့်လဲဆိုတော့ဒီအားစကားဆက်เนาะဒါလေးကိုမှတ်ထားเนาะဘာကြောင့်လဲဆိုတော့เพราะว่าเพราะว่าเพราะว่าဘာကြောင့်လဲဆိုတော့ဟုတ်ပြီเนาะသူနေမကောင်းလို့เขาไม่สบายသူနေမကောင်းလို့ဟုတ်ပြီเนาะဒါဆိုရင်ဒီကြောင်းလုံးပြန်ပြီးတော့ပြောကြည့်အောင်သူအလုပ်ကိုမလာဘူးဘာကြောင့်လဲဆိုတော့သူနေမကောင်းလို့ဒီစာကြောင်းလေးကိုဒီကြောင်းလုံးပြန်ကြွကြည့်ရနော်เขาไม่มาทำงานเขาไม่มาทำงานเพราะว่าဘာကြောင့်လဲဆိုတော့เขาไม่สบายเขาไม่มาทำงานเพราะว่าเขาไม่สบายသူ